Can I speak my language or English? And the English is more perfect to know everybody, right? You just smile. Or if you have any signature style, you can do. It's okay? Yeah, you can speak now whatever you want. အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ခုလိုက်လွန်းတဲ့နေရာလေးကတော့ကျွန်တော်ဒူဘိုင်းမြို့ရဲ့မြေကန်နဘေးတနေရာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီဗာလေးပြောချင်တယ်ဆိုလို့ရှိရင်ဒူဘိုင်းကိုကျွန်တော်စားရတဲ့အခါမှာကျွန်တော်မှာခက်ခဲတွေအများကြီးရှိခဲ့တယ်ကျွန်တော်အခုထိလည်းအစင်မြင်လားဆိုတော့ခက်ခဲတွေကျွန်တော်မှအများကြီးပဲဒါပေမဲ့လူဘဝဆိုတာတော့ကျွန်တော်တရားတော်မှမဟုတ်ပါဘူးလူတိုင်းမှာအခက်ခဲကိုစီတွေရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒါတော့အထူးပြောစရာမရှိတော့ပါဘူးခင်ဗျအစင်ပြေမှုတွေလည်းရှိသလိုဒူဘိုင်းမှာအစင်ပြေမှုတွေလည်းအများကြီးပါပဲခင်ဗျဒီဗာလေးပြောချင်လဲဆိုတဲ့အခါကျတော့ကျွန်တော်ကမြန်မာနိုင်ငံမှာတည်းကကျွန်တော်ငယ်လေးတည်းကပေါ့နော်ကျွန်တော်လှုပ်ချင်တဲ့လောက်ကမနက်မိုးလင်းလာပြီးဆိုတာနဲ့ဒီကျွန်တော်ရဲ့ personal assistant ရှိရနေပြီးတော့ဒီနေ့ shooting တွေဘာတွေရှိတယ်လဲအဲ shooting တွေကြောင်ညာတွေဘာတွေရှိလဲ interview ဘာတွေရှိလဲပွဲ show ပွဲတွေဘာတွေရှိလဲကျွန်တော် show shot ညနေဂျင်ဆော့အဲ့လိုမျိုးနေခြင်းတဲ့ဘဝပေါ့နော်အခုဒီမှာအခွင့်အရေးတော့ဒီဘိုင်းမှာမပေးသေးပါဘူးခင်ဗျကျွန်တော်ကလည်းအခုဒီ model ဘိုင်းတရုပ်ဆောင်ဘိုင်းကိုလုပ်ဖို့အတွက်ကျွန်တော်မှစန္ဒတွေပြင်ပြနေပေမဲ့လည်းပဲကျွန်တော်စင်ရသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မှလုပ်ဖို့အခွင့်အရေးတွေမရှိဘူးပေါ့နော်မရှိတဲ့ကြောင့်မလို့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အဲ့ဒါကင်မရာမန်တယောက်နဲ့တွေ့တဲ့အခါကျတော့ကျွန်တော်ဗီဒီယိုရိုက်ကူးခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့အရန်ပျော်နေပါတယ်ဒီဘိုင်းမှာဟုတ်ကဲ့ကိုဖြစ်ချင်တဲ့ဒီဝါသနာကိုလည်းပဲကျွန်တော်နောက်ပိုင်းကျရင်အကောင့်ထဲပေါ်သွားမှာပါဒီတရုပ်ဆောင်ပိုင်း modeling ပိုင်းပေါ့နော်အခုတော့စတင်ပြီးတော့ကျွန်တော် weight ချနေပြီကျွန်တော်အခု weight တော်တော်ကျသွားပြီဂျင်ဆော့ဖို့ကြံသေးတယ်လောဆယ်ဂျင်ဆော့ဖို့ကျွန်တော်ပတ်စံပြီးကျွန်တော်မဆော့ရဘူးပေါ့ဗျာဒါပြောဒီဘိုင်းမှာပြောရပါတယ်ကျွန်တော်ကတော့သဘောကျပါတယ်ဒါပေမဲ့အဆင်မပြေမှုလည်းများစွာရှိပါတယ်နော်အလုံးမရှိတဲ့လူလည်းအများကြီးပါပဲအလုံးအဆင်ပြေလူလည်းအများကြီးပါပဲခင်ဗျာဟုတ်ကဲ့ဒါကျွန်တော်သေဥဆောင်ဝါသနာပါတယ်အနုပညာဝါသနာပါတယ် model ဝါသနာပါတာကိုဒီနေ့ကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဘာပြောလို့ပြောမလဲမသိရနဲ့လေကျေးဇူးတင်ပါတယ်ခင်ဗျာကြည့်ရှုပေးလူတယောက်ချင်းတိုင်းကိုဟုတ်ကဲ့ကျွန်တော်ကိုချစ်တယ်ဆိုလို့ရှိရင် like လေးတွေပေးပါခင်ဗျာ thank you so much bye bye ကျေးဇူးတင်ပါတယ်ခင်ဗျာ